iPhone ရဲ့သူကကောင်းကောင်းပိုင်မယူသေးဘူးလားအင်ကြားနေပြီဟမ် iPhone စစ်နေ iPhone ကဘာ model လဲသိပြီလားဘာလို့ဆွဲကြည့်ပါလဲဘာလို့ဆွဲကြည့်ပြီးတော့ကောင်းကောင်းပိုင် mouse မှာလာယူထားတယ်အဲ့ဒါပြီးတော့မှ iPhone စစ်ပြီးတော့ iPhone ပိုင်တဲ့ကင်မရာကိုရအောင်